ညီမလေးစဉ်မြို့သမီးအသင်းနဲ့ ARD-FC ကစားသမား2ဦးဖြစ်တဲ့နန်းဖြူဖွေးနဲ့စန်းတော်တော်တို့ကဖိလစ်ပိုင်ကလပ်စတေဒီယမ်လကူနာအသင်းကိုအငှားပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။စန်းတော်တော်နဲ့ဖြူဖွေးတို့ကစတေဒီယမ်လကူနာအသင်းအတွက်အာရှမြို့သမီးချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ကိုရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။စန်းတော်တော်ဖြူဖွေးတို့အနေနဲ့မကြာမီကျင်းပတော့မဲ့ဖိလစ်ပိုင်မြို့သမီးလိပြိုင်ပွဲတွေနဲ့ AFC Women Champion League ရှုံးထွက်အဆင့်တွေကိုစတေဒီယမ်လကူနာအသင်းနဲ့အတူရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ဖိလစ်ပိုင်ကလပ်စတေဒီယမ်လကူနာအသင်းဘက်ကတာဝန်ရှိသူတွေကပြီးခဲ့တဲ့အပတ်ကရန်ကုန်အထိလာရောက်ခဲ့ကြပြီးတော့ ARD-FC ကာယကံရှင်ကစားသမားတွေဖြစ်တဲ့စန်းတော်တော်နဲ့ဖြူဖွေးတို့နဲ့အပိသက်ညှိနှိုင်းသဘောတူညီမှုတွေရရှိခဲ့ပါတယ်။ကစားသမားတွေကဖေဖော်ဝါရီလ3ရက်နေ့ကရန်ကုန်ကနေမနီလာကိုဥပေကီရာတို့နဲ့အတူလိုက်ပါသွားခဲ့ကြပြီးတော့အသင်းနဲ့အတူဆေးစစ်မှုတွေအောင်မြင်ပြီးစီးခဲ့ပါတယ်။ဖိလစ်ပိုင်ကလပ်အသင်းနဲ့မြန်မာ Women League ကလပ်အသင်း ARD Women FC အသင်းတို့ကအခုလိုအလွတ်ပြောင်းရွှေ့မှုတွေနဲ့နှစ်သင်းကြားမှာဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ခြင်းကနှစ်သင်းလုံးအတွက်အကျိုးရှိစေမှာဖြစ်ပါတယ်။မြန်မာအမျိုးသမီးလိသမိုင်းမှာတော့ပထမဆုံးအကြိမ်ဖြစ်ပြီးတော့အခြား National အမျိုးသားကလပ်အသင်းတွေအနေနဲ့လည်းအခုလိုပြုလုပ်တင်ပါတယ်။စန်းတော်တော်နဲ့ဖြူဖွေးတို့ကိုစတေဒီယမ်လကူနာအသင်းကကာလာတိုအငှားနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့အသင်းနဲ့အတူလေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ဖိလစ်ပိုင်ကလပ်စတေဒီယမ်လကူနာအသင်းက AFC Women Champion League Knockout Stage မှာဂျပန်ကလပ်တိုဂျိုဗာဒီအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးတော့ match 28ရက်နေ့မှာကစားတော့မှာဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့စတေဒီယမ်လကူနာ FC အသင်းက AFC Women Champion League Knockout Stage အဆင့်နိုင်ငံတကာပြိုင်ပွဲအပါအဝင်ဖိလစ်ပိုင်မြို့သမီးလိပြိုင်ပွဲတွေကိုရှင်ပြိုင်ကစားရတော့မှာဖြစ်ပြီးတော့ဖိလစ်ပိုင်နိုင်ငံသူကစားသမားအင်အားအပြင်နိုင်ငံတကာကစားသမားအင်အားတွေကိုပါဖြစ်တင်ခဲ့ပြီးတော့မြန်မာနိုင်ငံကမြန်မာမြို့သမီးလိချန်ပီယံဆုဖလားရ ARD United FC ကစားသမား2ဦးဖြစ်သူစန်းတော်တော်နဲ့ဖြူဖွေးတို့ကအငှားခေါ်ယူခဲ့တာဖြစ်ပါတယ်။စတေဒီယမ်လကူနာအသင်းထုတ်ပြန်ထားတဲ့လူစင်းမှာတော့ ARD Women FC အသင်းနဲ့အတူမြန်မာအမျိုးသမီးလိချန်ပီယံဆုဖလားရရှိခဲ့သူဂျပန်ကွင်းလက်ကစားသမားကီရာအိုကာဝါကိုတော့ဖော်ပြထားခြင်းမရှိပါဘူး။အမေရိကန်နဲ့ဖိလစ်ပိုင်ကစားသမားအများအပြားပါဝင်ကစားနေတဲ့စတေဒီယမ်လကူနာ FC အသင်းနဲ့မြန်မာနိုင်ငံကလက်ရွေးစင်ကစားသမားလည်းဖြစ်မြန်မာ Women League Champion လည်းဖြစ် ARD Women FC အသင်းကစားသမား2ဦးဖြစ်တဲ့စန်းတော်တော်နဲ့နန်းဖြူဖွေးတို့ကအသင်းသစ်နဲ့အတူလေ့ကျင့်ခန်းစတင်ဆင်းနေပြီဖြစ်ပါတယ်။ဖိလစ်ပိုင် Women League ကလပ်စတေဒီယမ်လကူနာ FC အသင်းက2025-26 AFC Women Champion League ပြိုင်ပွဲရဲ့အုပ်စုအဆင့်ပြိုင်ပွဲမှာအုပ်စု A ကနေကွာတာဖိုင်နယ်အဆင့်ကိုတက်လှမ်းခဲ့ပြီးတော့မတ်လ28ရက်နေ့မှာပြိုင်ဘက်အင်ရှင်ဂျပန်ကလပ်တိုကျိုဘာဒီဗလီဇာအသင်းနဲ့တိုကျိုမြို့မှာကွာတာဖိုင်နယ်ရှုံးထွက်ပွဲကိုရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။အခုအငှားပြောင်းရွှေ့မှုကစန်းတော်တော်နဲ့ဖြူဖွေးတို့2ဦးစလုံးအတွက်ပထမဆုံးပြည်ပကလပ်မှာထွက်ကစားရတဲ့အတွေ့အကြုံဖြစ်သလိုစတေဒီယမ်လကူနာအသင်းအတွက်လည်းမြန်မာကစားသမား2ဦးကိုတပြိုင်တည်းခေါ်ယူလိုက်တဲ့ပထမဆုံးပြည်ပကလပ်အသင်းဖြစ်သမိုင်းဝင်မှတ်တမ်းဝင်ခဲ့ပါပြီ။မြန်မာဘောလုံးအကစားသတင်းတင်ဆက်မှုတွေကိုကြိုက်တဲ့ဆိုရင်တော့ channel ကို subscribe like and comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်မြန်မာဘောလုံးအကစားသတင်းဆောင်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်။